မင်္ဂလာပါ Movie Summary Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့2017ခုနှစ်ကထွက်ရှိခဲ့တဲ့ Limitless ဆိုတဲ့တိတ်တန်စိတ်ကူးရင်တီးထိတ်ရင်ဖို့ရုပ်ရှင်ကားလေးအကြောင်းထောက်ပြပေးသွားမှာပါ Spoiler နဲ့ပါဝင်နာမို့လို့ကြိုတင်တတိပေးပါရစေခင်ဗျာဇလန်းစမှာတော့ဇင်းခံတိုက်ခန်းတစ်ခုရဲ့တန်တကားကိုတယောက်ယောက်ကအတင်းထူရိုက်နေတဲ့အတန်နဲ့စဖွင့်ထားပါတယ်အထဲမှာတော့ PC တွေကိုတိတ်တာတဲ့အလင်းအမြန်ထဲ့နေတဲ့မြင်ကွင်းပါအစင်မြင့်တိုက်ခန်းဝင်းထဲကိုလွှဲကြည့်လိုက်တော့အလောင်းနှလောင်းကိုတွေးလိုက်ရတယ်အဆောက်အဦရဲ့အပေါ်ဆုံးထပ်လာသာဆောင်အစွန်းမှာတော့အေဒီဆိုတဲ့လူတစ်ယောက်ရပ်နေပါတယ်သူကလာသာဆောင်အစွန်းကနေခုံချဖို့ခြေတလန်းအပြင်အထွက်ပံပဲအထဲကနေတနတ်တန်နှစ်ချက်ကြားလိုက်ရတယ်သူ့အိမ်နီးချင်းကစူညံတန်ကြားလို့လာစစ်ဆေးတာဖြစ်ပါလိမ့်မယ်အေဒီရဲ့တကားရှိမှာတယောက်ယောက်ကအော်ဟစ်ပြီးအတင်းဝင်ဖို့ကြိုးစားနေတယ်အေဒီကတော့ကိုစိတ်ပြက်ပြီးတကယ်ပဲခုံချလိုက်တော့မှာလားလွန်ခဲ့တဲ့တနစ်ကျော်ကတော့အေဒီရဲ့ပုံစံကအခုနဲ့လုံးဝကိုကွဲပြားပါတယ်သူကစာရေးဆရာတယောက်လို့ဆိုပါတယ်ဘာတစ်ခုမှနေလေခင်တောက်စားရင်သူ့ရဲ့ဝတ္ထုအကြောင်းကိုလူနှစ်ယောက်ကိုကြွားလုံးထုတ်နေပေမဲ့ဘယ်သူမှမယုံကြပါဘူးသူမှစာချုပ်တော်ရှိသားပဲဒါပေမဲ့သူကိုယ်တိုင်တောင်သူစကားသူယုံရဲ့အလားဆိုတာမေးခွန်းထုတ်เสียပါအဲ့နောက်မှာတော့သူစာရေးဖို့စ조사နေတာကိုတွေ့ရပါတယ်ဒါပေမဲ့ဘလူးမှရေးမထွက်ဘူးဖြစ်နေတာပါအချိန်တွေပဲဆွဲနေမိတယ်နောက်ဆုံးတော့တိုက်ခန်းထဲကနေထွက်ပြီးအရက်သွားတောက်ဖို့ပဲပြင်ပါတော့တယ်ရက်တပတ်တွေလားတွေသာကုံသွားတယ်စာတလုံးမှကိုရေးမထွက်ထဲပါဘူးနောက်ဆုံးမှာတော့သူ့ရေးစားလင်ဒီကသူ့ကိုထားသွားခဲ့ပါတယ်အဲဒီကဒါကိုထူးဆန်းတယ်လို့ထင်နေပေမဲ့လင်ဒီအတွက်ကတော့ဒါဟာပြတ်သားတဲ့ဆုံးဖြတ်ချက်ပါသူကလင်ဒီကိုလက်ထပ်ခွင့်တောင်းဖို့ပြင်နေတာပါဒါပေမဲ့မလစ်စာနဲ့အရင်ကလက်ထပ်တုံးကအခြေအနေတွေကိုပြန်တတိယသွားစီတယ်အဲ့အိမ်တော်ကြီးကလည်းတိတ်အဆင်မပြေခဲ့ပါဘူးနောက်တော့သူအိမ်ပြန်လမ်းလျှောက်နေစမ်းတော့သူ့ရဲ့ခဲအောင်ဟောင်း Vernon နဲ့ဆုံပါတယ် Vernon ပေါ့အဲဒီကတော့သူ့ကိုတွေ့ရတာတိတ်ပြီးမပြောပါဘူးသူတို့နှစ်ယောက်ဘာတွေလုပ်နေကြလဲဆိုတာအပြန်အလှန်လင်ရပြီးစကားစမြစ်ပြောပြီးတဲ့နောက်မှာတော့ Vernon ကအတူတူတောက်ဖို့ခေါ်ပါတယ်သူတို့ဘာတစ်ခုကိုတွားကြပြီးမလစ်စာအကြောင်းတွေပြောဖြစ်ကြတယ်အဲ့နောက်မှာအဲဒီရဲ့စာရေးရခက်နေတဲ့ပြဿနာရောက်တော့ Vernon ကသူကူညီနိုင်တယ်လို့ပြောလာပါတယ်Vernon ကသူရောင်းနေတဲ့ဆေးအသစ်ကိုထုတ်ပြလိုက်တယ်။ဒါကအုံနောက်ရဲ့စွမ်းဆောင်ရည်အားလုံးကိုအသုံးပြုနိုင်အောင်ကူညီပေးမဲ့နတ်ဆေးတစ်မျိုးပေါ့။အဲဒီကတော့ဒါမျိုးကသူ့ကိုကူညီနိုင်မယ်လို့မထင်ပါဘူး။ Vernon ကသွားစရာရှိတဲ့ဆိုပြီးသူ့ရဲ့လိပ်စာကတ်နဲ့အတူအဲ့ဒီဈေးကြီးတဲ့နမူနာဆေးတစ်ခုကိုအလားကားပေးခဲ့ပါတယ်။အိမ်ပြန်လမ်းမှာအဲဒီတယောက်ကိုနာကြီးစိတ်ပြတ်နေစဉ်တည်းကနေပဲအဲ့ဒီဆေးကိုတောက်ကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။သူနေတဲ့တိုက်ခန်းထဲကိုဝင်မှာပဲသူ့ကိုအမြဲကြည့်မရတဲ့အင်ရှင်ဓမ္မ Valerie နဲ့တိုးပါတယ်။ Valerie ကသူ့ကိုအော်ဟစ်ဆဲဆိုနေတုန်းကြားမှာပဲဆေးအာဒီတန်ကဆော့ပြလာတော့တယ်။ရုတ်တရက်ဆိုသလိုအရင်ကတတိမထားခဲ့ဘူးတဲ့အသီးအမွှလေးတွေကစမျက်စိထဲမှာမြင်လာရတယ်။သူ့ပတ်ဝန်းကျင်ကအရာတွေရော Valerie ရဲ့အကြောင်းတွေပါအကုန်သိနေသလိုပါပဲ။ကချီမှာတော့သူက Valerie ကိုဘာဖြစ်နေတာလဲလို့မေးလိုက်တဲ့အခါ Valerie အံ့ဟောသွားပါတယ်။သူတို့က Valerie ရဲ့စာမေးပုံအကြောင်းကိုပြောဖြစ်ကြတယ်အဲဒီရဲ့ဦးနောက်ထဲမှာသူကိုယ်လိုင်းအောင်မမှတ်မိတော့ဘူးလို့ထင်ထားတဲ့အရင်ကဖတ်ဖူးခဲ့သမျှဘူဟူတူတာတွေကတဖွဲပြန်ပေါ်လာပါတယ်သူက Valerie ရဲ့စာတန်းကိုကူညီပေးမယ်လို့ကမ်းလှမ်းလိုက်တော့ Valerie လည်းသူ့အပေါ်စိတ်ပျောက်သွားပါတယ်စာတန်းလည်းပြီးတော့သူတို့နှစ်ယောက်အတူတူအိတ်လိုက်ကြတယ်အဲနောက်သူ့တိုက်ခန်းတွေကိုပြန်ဝင်လာတဲ့အခါမှာသူ့အခန်းကဘလောက်တောင်ညစ်ပတ်နေတာလဲဆိုတာကိုသတိထားသွားပါတယ်ဒါနဲ့သူအခန်းကိုတေးသေးချာချာရှင်းလင်းရေးလုပ်ပြီးလူနေစရာအခန်းဖြစ်အောင်ပြင်လိုက်ပါတော့တယ်ဆေးကြောင့်သူ့စိတ်တွေကလုံးဝကိုကြည်လင်လန်းဆန်းနေပြီလေအဲ့ဒါကြောင့်သူလှုပ်တင်ဆုံးအလုပ်ဖြစ်တဲ့စာရေးတာကိုစလုပ်ပါတယ်ဒီတခါတော့သူတကယ်ကိုရေးနိုင်သွားပါပြီနောက်တစ်နေ့မနက်မှာဆေးအာဒီတန်ပြေသွားတာကိုအေဒီခံစားလိုက်ရတယ်ကံကောင်းတာကသူရေးထားတဲ့စာမှုတွေရှိနေသားမို့လို့သူ့ရဲ့ထုတ်ဝေသည့်စီကိုတွားပြပါတယ်မပြီးသေးတဲ့စာမှုကိုအရင်ဖတ်ကြည့်ပြီးမကြိုက်ဘူးဆိုရင်ကြိုတင်ထုတ်ပေးထားတဲ့ပတ်စံတွေကိုပြန်ပေးပါမယ်လို့ကတိပေးခဲ့ပါတယ်အိမ်ရောက်နေပါအဲ့ဒီအမျိုးသမီးစီက message 3 ဆောင်ဝင်လာပါတယ်။သူရေးထားတာတွေကအရန်ကိုကောင်းလွန်းတယ်ကိုဆိုပါတယ်။အဲဒီကသူမစီဖုံးပြန်ခေါ်မှုလုပ်ပေမဲ့စိတ်ပြောင်းပြီး Vernon စီကိုပဲတွားလိုက်တယ်။ Vernon ကတကားဖွင့်ပြီးတော့သူ့ပုံစံကအနစ်စစ်ခံထားတဲ့ပုံစံပေါက်ပြီးအဲဒီကိုအတွင်းဝင်ဖို့ဝယ်လေးနေပါတယ်။အဲဒီဘာကြောင့်လာလဲဆိုတာ Vernon သိပါတယ်။သူကဆေးတွေချပေးမယ်လို့ပြောပြီးဒါပေမဲ့အရင်ဆုံးသူ့အတွက်ကိစ္စတချို့အရင်လုပ်ပေးရမယ်လို့ပြောပါတယ်။အဲဒီက Vernon အတွက်အဝတ်လျှော်ဆိုင်သွားပြီးမနက်စာဝယ်ပြီးပြန်လာတဲ့အခါမှာတိုက်ခန်းတကားကပွင့်နေတာကိုတွေ့လိုက်ရတယ်
အခန်းတစ်လုံးလဲမွေနောက်ခံထားပြီး Vernon ကတော့ sofa ပေါ်မှာရှိနေပါတယ်။အဲဒီသွားကြည့်တော့ Vernon တေသွားပါပြီ။တစ်ခါချင်းပဲရဲကိုဖုံးဆက်လိုက်ပါတယ်။ရဲတွေလာဖို့စောင့်နေစဉ်ဆေးလာရှာတဲ့လူတွေကဆေးကိုရှာမထောက်သွားခဲ့ဘူးဆိုတာကိုသူရိပ်မိပါတယ်။ဒါနဲ့ပဲသူကိုယ်တိုင်ရှာကြည့်ပါတော့လေ။နောက်ဆုံးတော့ Eddie ဟာဆေးတွေတင်မက Vernon ရဲ့မတန်းစာအုပ်နဲ့ပတ်စံအချို့ကိုပါရှာတွေ့သွားပါတယ်။အဲ့ဒီအချိန်မှာပဲရဲတွေတကားဝါကိုရောက်လာပါတော့တယ်။နောက်တော့ Eddie ရဲစခန်းမှာစစ်ဆေးမေးမြန်းခံရပါတယ်။စုံတက်ကတော့ Eddie ရဲ့ပြောစကားတွေကိုတန်တရားဝင်နေတာပါ။အဲ့ဒီအချိန်မှာပဲ Melissa ကစုံတက်စီဖုံးဆက်ပြီး Eddie နဲ့စကားပြောခွင့်တောင်းပါတယ်။သူမက Vernon ရဲ့အတူကို Eddie လာတာမျိုးမလိုချင်ဘူးလို့ပြောပြီးကိစ္စအကုန်ပြီးသွားမှာပဲဖုံးပြန်ဆက်မယ်လို့ဆိုပါတယ်။ Eddie တရားရဲစခန်းကပြန်ထွက်လာတော့တယောက်ယောက်ကသူ့ကိုနောက်ကိုလိုက်နေတယ်လို့နဲ့စိုးရိမ်စိတ်တွေဝင်နေပါတယ်။အင်းရောက်တော့ပတ်စံတွေကိုရေတွက်ပြီးဆေးတလုံးတောက်လိုက်ပါတယ်။အဲ့ဒီချိန်ကစပြီး Eddie ရဲ့ဘဝဟာလုံးဝကိုပြောင်းလဲသွားပါတော့တယ်။အရင်ဆုံးစပင်းညက်ပြီးအဝတ်အစားတစ်တွေလဲလိုက်တယ်။သူ့ရဲ့ဝိထုကိုအပီးရေးပြီးထုတ်ဝေဒီစီကိုအပ်လိုက်တယ်။၃ရက်အတန်းမှာပဲပီယာနိုတီးတတ်သွားသလိုဘာသာစကားအသစ်တွေကိုလည်းအလွဲတကူသင်ယူနိုင်သွားပါတယ်။ပြီးတော့အဲ့ဒီဘာသာစကားတွေကိုသုံးပြီးမိန်းကလေးတွေကိုဆွဲဆောင်ပါတော့တယ်။ရုတ်တရက်ဆိုသလိုသူဟာသင်္ချာနီးလန်းတွေကိုသုံးပြီးပိုကာကစားပွဲတွေမှာလည်းနိုင်လာပါတယ်။ကင်ဆာဖြစ်နေတဲ့သူ့ဒေါ်လေးအတွက်ဘလူးဆေးဝါးတွေလိုအပ်မလဲဆိုတာကိုသူသိနေပါတယ်။ Wall Street ကစီးပွားရေးလောကကြီးတွေနဲ့စကားပြောပြီးသူ့ရဲ့ပါးနတ်မှုတွေကြောင့်အားလုံးကအံ့ဩကုန်ကြပါတယ်။သူတို့ထဲကတယောက်ဆိုရင်သူ့ကိုအလုတ်တောင်ကမ်းလှမ်းကြပါသေးတယ်။အဲဒီမှာကိုယ်တိုင်လေရင်တွေရေကူးကွင်ပါတဲ့အင်ကားအင်ကောင်းတွေနဲ့တထေးသူကျွဲတငယ်ချင်းအသစ်တွေရလာပါတယ်။ဒါပေမဲ့သူဟာပိုပြီးရဲတင်းလာသလိုပိုပြီးရင်ခွန်းစိတ်လှုပ်ရှားစရာတွေကိုလည်းရှာဖွေလာပါတယ်။တစ်ချိန်မှာတော့သူတကယ်လို့ရမှာဟာစာရေးတာမဟုတ်တော့ဘူးဆိုတာကိုသတိထားမိပါတယ်။သူတိုက်ခန်းကိုပြန်ရောက်လာပြီး stock ဈေးကြွကဏ္ဍတွေကိုကြည့်ပြီးဆေးထပ်တောက်လိုက်ပါတယ်။သူလှုပ်ချင်တဲ့ကိစ္စတွေအတွက်ပတ်စံအများကြီးလိုနေတာမို့လို့ stock share လောက်တင်နဲ့မလုံလောက်တော့ပါဘူး။ဒါနဲ့ Eddie ကစားတောက်ဆိုင်တစ်ခုမှာအတိုးအီးပေးတဲ့ငွေတိုးချေးစားလူတစ်ယောက်ကိုတွားရှာပါတယ်။သူကအဲ့ဒီလူစီကနေဒေါ်လာ3သိန်းချီနိုင်အောင်ဖြောင်းချလိုက်ပါတယ်။ပန်းချံတစ်ခုမှာပတ်စံတွားယူတဲ့အခါအဲ့ဒီလူကပတ်စံပြန်မဆက်ဘူးဆိုရင်ဘာဖြစ်မဲဆိုတာကိုချိန်ချောက်ခဲ့ပါတယ်။နောက်တော့သူအရင်ကကမ်းလှမ်းထားခဲ့တဲ့အလုပ်ကိုလက်ခံလိုက်ပြီးယင်းဤမုံနံမှုတွေကနေပတ်စံကိုနှစ်ဆတိုးအောင်ခက်ခဲမဟုတ်ပဲလုပ်ပြလိုက်တယ်။အဲဒီကိုဘန်ယာလော့ကလူကတ်ကြီးတွေသတိထားမိပြီးသူတို့ထဲကတယောက်နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။သူကလင်ဒီနဲ့ညစာစားရင်အဲ့ဒီအကြောင်းတွေပြောပြခဲ့သလိုအီတလီလိုမာယူပြီးသူမကိုအထင်ကြီးအောင်လုပ်လိုက်တယ်။သူမကိုတောင်းပန်ပြီးသူ့စီပြန်လာအောင်ဆွဲဆောင်ခဲ့ပါတယ်။ဒါနဲ့သူတို့နှစ်ယောက်ပြန်တွဲဖြစ်သွားပါတယ်။အချိန်တွေကြာလာပြီးသူပိုပြီးအောင်မြင်လာတဲ့အမှာတယောက်ယောက်ကသူ့ကိုနောက်ကိုလိုက်နေတဲ့ဆိုတဲ့ခံစားချက်ကပိုပြီးပြင်းထန်လာပါတယ်။ဒီညမှာသူလင်ဒီနဲ့အတူရှိနေစဉ်ထူးဆန်းတဲ့ခံစားချက်တစ်ခုစဝင်လာပါတယ်။နောက်တစ်နေ့မှာတော့သူ့ရဲ့အထက်လူကြီးနဲ့အတူ Carl Van Loon ဆိုတဲ့လူကြီးနဲ့နေ့လည်စာစားပါတယ်။အဲဒီကသူ့ရဲ့ထူးခြားတဲ့ခွဲချမ်းစိတ်ဖြေလိုက်မှုစွမ်းရည်တွေနဲ့အဲ့ဒီလူကြီးကိုအထင်ကြီးအောင်လုပ်လိုက်တယ်။ Van Loon ကသူ့ကိုအိမ်အထိလိုက်ဖို့ပေးပြီးကားပေါ်မှာပဲစာရွက်စာတမ်းတချို့ကိုဖတ်ကြည့်ဖို့ပေးလိုက်ပါတယ်။အိမ်ရောက်တော့ Eddie ကဖတ်ထားတာတွေကိုဝေဖန်သုံးသပ်ပြလိုက်တဲ့အခါ Van Loon ကအရန်တဘောချသွားပြီးနောက်ထပ်တွေ့ဆုံဖို့ချင်းလိုက်ပါတော့တယ်။ Eddie ကအားဒီအများကြီးပြည့်နေတာမို့လို့အိမ်မပြန်သေးပဲလမ်းလျှောက်နေပြီးသူ့ရဲ့အနာဂတ်တွေကိုစီမံနေပါတယ်။ဒီနေ့တော့တမ္မရတောင်ဖြစ်နိုင်တယ်လို့သူတွေးနေတာပါ။ရုတ်တရက်အဲ့ဒီထူးဆန်းတဲ့ခံစားချက်ကြီးကပြန်ပေါ်လာပြီးအချိန်တွေကလုံးဝကွဲပြားသွားသလိုခံစားလိုက်ရတယ်။သူဘလို့ရောက်မှမသိပဲနဲ့ဘားတစ်ခုကိုရောက်နေသတိလမ်းလျှောက်နေမိတယ်။ပြီးတော့ပါတီတစ်ခုမှာမိန်းကလေးတစ်ယောက်နဲ့တွေ့ပြန်တော့အဲ့ဒီနောက်ဟိုတယ်တစ်ခုမှာနောက်မိန်းကလေးတစ်ယောက်နဲ့တယောက်ယောက်ကသူ့ကိုနောက်ကိုလိုက်နေတယ်လို့သူထင်နေတယ်။နောက်တော့သူမြေအောက်မြထားပေါ်မှာရန်ဖြစ်တစ်ခုဖြစ်ပါတယ်။ TV ထဲကကန်ဖူးကားတွေလက်ဝက်ပွဲတွေကြည့်ဖူးတာတုံးချင်းပဲသူဘလို့တိုက်ခိုက်ရမယ်ဆိုတာကိုသိနေပါတယ်။ဓမြုပ်လုံးကိုပတ်ပြေးနေစဉ်တော့တဒန်းတစိမ့်ပေါ်မှာသူရက်လိုက်တယ်။ဒါပေမဲ့ပြီးခဲ့တဲ့18ရက်အတွင်းမှာသူဘာတွေလုပ်ခဲ့လဲဆိုတာကိုသူလုံးဝမမှတ်မိတော့ပါဘူး။နောက်တနေ့မနက်မှာEddieတယောက်နေလို့တိတ်မကောင်းဘူးလို့နိုးလာပါတယ်။သူဆေးထပ်တောက်မှမဟုတ်ဘူးလို့ဆုံးဖြတ်လိုက်ပြီး Van Loon ပေးထားတဲ့စာရွက်စာတမ်းတွေကိုကြည့်ပေမဲ့ဖတ်လို့ကိုမရတော့ပါဘူး။ Eddie ဟာဆေးမပါဘူးဘာမှမပြင်ဆင်ထားပဲအစည်းအဝေးကိုသွားလိုက်တယ်။ Van Loon ကသူ့စီကနေအစ်စ်မြင့်အဖြေတွေကိုမျှော်လင့်နေတာပါ။ဒါပေမဲ့ Eddie ရဲ့အာယုံတွေကတော့ TV ချေးကဒီရင်မှာပဲရောက်နေပါတယ်။သူဟိုတယ်မှာအတူရှိနေခဲ့တဲ့မိန်းကလေးတေဆုံးသွားတဲ့ဒီရင်ပါ။ Eddie ကအစည်းအဝေးကနေချက်ချင်းထွာလာခဲ့ပါတယ်။အိမ်ရောက်တော့ဖုံးမြင်လာပါတယ်။ Melissa စီကပါ။သူကသူမကိုအဲ့ဒီညမှာတွေ့ဖို့ချိန်လိုက်ပါတယ်
အဲ့ဒီဟာ Vernon ရဲ့မတန်းစာအုပ်ကိုသတိရသွားပြီးစရင်တဲကလူတွေကိုဖုံးဆက်ကြည့်ပါတယ်အဲ့ဒီစရင်တဲကလူတွေဟာသေဆုံးကုန်တာကဒါမှမဟုတ်ရင်လည်းပြင်းပြင်းထန်ထန်ဖျားနေကြတာတွေပါသူနောက်ဆုံးခေါ်လိုက်တဲ့ဖုန်းနံပါတ်ကတော့သူ့ကိုနောက်ကိုလိုက်နေတဲ့လူစီကိုရောက်သွားပါတယ်အဲ့ဒီလူကလည်းသူ့ဘေးကခဏန်းပေါ်မှာပဲထိုင်နေတာပါအဲ့ဒီလည်းသူ့ကိုမြင်တာနဲ့ထပြေးပါတော့လေအဲ့ဒီလူကလည်းနောက်ကနေတကောက်ကောက်လိုက်နေပါလေနောက်ဆုံးတက္ကစီတစ်စီးပေါ်တက်လိုက်မှသာလွတ်သွားပါတော့လေသူမလေးရှားနဲ့တွေ့ဖြစ်ပါတယ်သူမကလည်းအဲ့ဒီဆေးကိုသုံးဘူးဟဲ့ပြီးဆေးဖြတ်လိုက်တဲ့အခါတေလိုနီးပါးဖြစ်ရခဲ့တယ်လို့ပြောပြပါတယ်အဲ့ဒီလဲတောက်နေတာကိုတီးသွားပြီးဆေးကိုတဖြည်းဖြည်းချင်းပဲဖြတ်ဖို့မဟုတ်ရင်အသက်အန္တရာယ်ရှိနိုင်တယ်လို့သတိပေးပါတယ်အဲ့ဒီအိမ်ပြန်ရောက်တော့အခြေအနေကပိုဆိုးလာပါတယ်ငွေတိုးချေးတဲ့လူကသူ့ကိုစောင့်နေတာပါအဲ့ဒီလူကအဲ့ဒီရဲ့နောက်ဆုံးဂျန်တဲ့ဆေးလုံးကိုယူပြီးတောက်လိုက်ပါတယ်အဲ့ဒီကသူပေးရမယ့်ပတ်စံတွေကိုဘန်ကနေတွားထုတ်နေစဉ် Edward ရောက်မလာပဲသူဇနီးကရောက်လာပြီးသူနေမကောင်း feel နေလို့နေကောင်းမှလက်မှတ်ထိုးပါမယ်လို့လာပြောပါတယ်သူတို့ဒီသူမကိုလိုက်ပို့ပေးတဲ့အခါသူမရဲ့ကားထဲကို Eddie ရဲ့နှုတ်ကိုလိုက်နေတဲ့လူဝင်သွားတာကို Eddie မြင်လိုက်ရပါတယ် Edward နေမကောင်း feel နေတာဟာလေဆေးကြောင့်ဆိုတာထိလိုက်ရတာပေါ့ Eddie ဟာရဲစခန်းမှာရှေ့နေနဲ့တွေ့ပြီးတန်တရားရှိသူတွေကိုစစ်ဆေးတဲ့နေရာမှာပါဝယ်ရပါတယ်ကံကောင်းတာကသူအဖမ်းမခံရပါဘူးသူအဲ့ဒီငွေတိုးချေးတဲ့လူကိုပစ်ထားခဲ့ပြီး Van Long ရဲ့ရုံးခန်းကိုတွားလိုက်ပါတယ်တည်င်းနေမှာတော့ကုမ္ပဏီပူးပေါင်းမှုအကြောင်းပြောနေကြပါတယ်သူ့အထက်လူကြီးကတော့စိတ်ဆိုးနေပြီမဲ့ Edward တေလူနီးပါးဖြစ်နေပြီလို့ပြောပြပါတယ်သူကကုမ္ပဏီပူးပေါင်းမှုအတွက်စိုးရိမ်နေတာပါအဲဒီကဆေးတော့ဖို့လိုအပ်နေပြီဆိုတာတီးလို့ထွက်လာပြီမဲ့သူ့ရဲ့ဆေးတွေကိုရှာမတွေ့တော့ပါဘူးရုံးခန်းကိုပြန်ရောက်တဲ့အခါသူ့စီကိုပါဆက်တစ်ခုရောက်လာပါတယ် Van Long ကသူ့စီကနေအချက်လက်တွေတီးချင်လို့ဖိအားပေးနေတော့အဲ့ဒီထောက်ပိုးမှုကိုဖွင့်ကြည့်လိုက်တဲ့အခါအထဲမှာသူ့ရဲ့ရန်တော်နေရဲ့ဖြတ်ထောက်ခံထားတဲ့လက်တွေကိုတွေ့လိုက်ရပါတယ်သူအလင်းအမြန်ပဲသူ့တိုက်ခန်းကိုပြေးသွားပါတော့တယ်အဲ့ဒီမှာ Edward ရဲ့ဇနီးကကုမ္ပဏီပူးပေါင်းမှုအကြောင်းလိန်ညာပြီးအင်တာဗျူးဖီနေလောက်ကိုကြည့်နေမိပါတယ်သူမရဲ့ရှေ့နေကအင်တာဗျူးကိုဆက်ပြောပါတယ်အဲ့ဒီရှေ့နေဟာ Eddie ရဲ့ရှေ့နေလည်းထင်နေပြန်ပါတယ်အဲ့ဒီအချိန်မှာပဲလူခေါ်ပဲမိလာပြီးငွေကိုချီးတဲ့လူကတကားဖွေပြီးဖို့အော်ပြောနေပါတယ်နောက်တော့ Eddie ကိုလာတာဆုံးအစွမ်းမှာရပ်နေတာကိုတွေ့ရပါတယ်သူခုံးမချပါဘူးသူဆေးသလုံးလောက်ကြံဟုံးလာလို့လိုက်ရှာပါတယ်ရှာတွေ့တဲ့အချိန်မှာပဲအဲ့ဒီလူဆိုးတွေအခန်းထဲကိုဝင်လာတာကြောင့်ဆေးလုံးကပြုတ်သွားပါတယ်လူဆိုးတွေက Eddie ကိုဖမ်းချုပ်ထားလိုက်ကြတယ်သူတို့ခေါင်းဆောင်ကအဲ့ဒီဆေးကိုဖြောရည်လုပ်ပြီးအကြောသေးကိုထိုးသွင်းတာကပိုထိရောက်တယ်လို့ရှင်းပြပါတယ်သူကထိုးလိုက်ပြီး Eddie ရဲ့ဆေးတွေကိုရှာခိုင်းတယ်လို့ Eddie ကိုလည်းနှိပ်စက်ပါတော့တယ်အဲ့ဒီလူဆိုးတွေကမိကန်ဒေတာကိုဖွင့်ဖို့ကြိုးစားနေတာကြောင့် Eddie ကသူတို့ခေါင်းဆောင်ကိုဓာတ်နဲ့ထိုးလိုက်တာကိုမတိလိုက်ပါဘူးသူအဲ့ဒီလူကိုတတ်လိုက်ပြီးဆေးရတဲ့နေတာအောင်အဲ့ဒီလူရဲ့သွေးကိုတောက်လိုက်ပါတော့တယ်ဒါကအလုပ်ဖြစ်သွားတာကြောင့်လူဆိုးတွေကိုဘယ်လိုတိုက်ခတ်ရမလဲဆိုတာသူသိသွားပါတယ်သူကသူတို့တွေကတယောက်ဖင်းတယောက်ကိုနှိမ်နှင်းလိုက်ပါတယ်တချိန်တည်းမှာပဲ Edward ကဆေးရုံမှာတေးဆုံသွားပါတယ်Eddie က Eddie ကိုသွားပြီးသူ့နောက်ကိုလိုက်နေတဲ့လူရဲ့ဘေးမှာထိုက်လိုက်ပါတယ်နောက်ပိုင်းမှာတော့အဲ့ဒီလူကပဲ Edward ရဲ့လွတ်ဟဲ့ချက်တီကိုယူသွားရဲ့ရှေ့နေရဲ့တိုက်ခန်းမှာဆေးထက်ရှာဖို့ Eddie ကိုကူညီပေးခဲ့ပါတယ်12လအကြာမှာတော့ Eddie ဟာစာအုပ်တအုပ်ထားပြီးအထက်လွတ်တော်အမတ်ဖြစ်ဝင်ရောက်ရင်ဆိုင်နေပါတယ် Van Long ကသူ့ရုံးခန်းမှာစောင့်နေပါတယ်သူတို့စကားပြောဖြစ်ပေမဲ့ Van Long ကလည်းဒူဆေးအကြောင်းကိုသိနေပြီလို့ပြောပါတယ်သူကအဲ့ဒီမနက်မှာပဲ Eddie ရဲ့ဆေးထုတဲ့ဓာတ်ခွဲခန်းကိုပိတ်လိုက်ပြီးဖြစ်ကြောင်းသူ့အတွက်လှုပ်ပေးမယ်ဆိုရင်အနာဂတ်မှာဒီဆေးတွေကိုဆက်ရနိုင်တယ်လို့ချင်းချောက်ပါတယ်သူတို့နေ့လယ်စာအတူတူစားဖို့ရုံးကနေထွက်လာကြပြီမယ် Eddie ကတော့ Van Long နဲ့အလုပ်လုပ်ဖို့ညှင်းဆန်လိုက်ပါတယ်သူဟာဆေးရဲ့အကျိုးသက်ရောက်မှုအားလုံးကိုထိမ့်သိမ်းထားပြီးနဲ့ဘလို့ဖျက်ရမလဲဆိုတာကိုတင်ယူထားပြီးဖြစ်ပါတယ်သူဟာအရာအားလုံးကိုကြိုးမြင်လိုက်နေတာကြောင့်ဘယ်သူမှသူ့ကိုတားလို့မရတော့ပါဘူး Eddie က Van Long ရဲ့ကန်လန်းမှုကိုညှင်းလိုက်ပြီးထွက်ခွာသွားပါတယ်သူစားတောက်ဆိုင်တစ်ခုကိုရှောက်သွားပြီးအဲ့ဒီမှာလင်ဒီနဲ့ပြန်တွေ့နေရတဲ့ပဲဇာလန်းလေးကပြီးဆုံးသွားပါတယ်ခင်ဗျာကြည့်ရှုနားထောင်ပေးကြတဲ့လူတိုင်းကိုကျေးဇူးများကြီးထင်ပါတယ်